ရှင်သွားလို့ပါရမှာလေ workout တွေလောက်တာပြင်းစရာကြီးလို့အများစုလူကြီးတွေနဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းတွေလေ့ကျင့်ခန်းလုံးမှာပြင်းတဲ့ဘိုက်ပူလေးတွေကျွန်တော်တို့ဝေဖန်တတ်ကြတယ်ကျွန်တော်တို့လေ့ကျင့်ခန်းတက်လို့တယ်ဝိတ်မတယ် workout လုပ်တယ်ဆိုတာကကြားပလောက်မှဖြစ်ချင်လို့လည်းမဟုတ်ပြန်ဝင်ခြင်းလို့လည်းမဟုတ်ဒါဆို workout လုပ်ခြင်းအကျိုးကျေးဇူးခုနဒုဘိန်းတွေကိုရှင်းပြမယ်အချက်နှစ်ချက်ပဲကျွန်တော်ပြောမယ်ပထမတစ်ချက်ဒီကျွန်တော်တို့ workout လုပ်ခြင်းဝိတ်မခြင်း strength training တွေလုပ်ခြင်းကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာတန်ဖိုးရှိတဲ့ skeletal muscle mass တွေတာမန်လူထက်ပိုများတယ် muscle ပိုများတယ်နံပါတ်1ချက်ဒီကျွန်တော်ရဲ့ cardiovascular health လို့ခေါ်တယ်နှလုံးအဆုတ်ကျန်းမာကြံ့ခိုင်မှုပိုကောင်းတယ်အဲ့တော့မိတ်ဆွေဒီအချက်နှစ်ချက်ထက်ပိုကောင်းတဲ့တက်ရှိကျန်းမာရေးပေါ်မှာဒီအချက်နှစ်ချက်ထက်ပိုကောင်းတဲ့တိုက်ရောက်မှုရှိတယ်ဆိုရင်သူတို့ယူလာပြခိုင်းတာမရှိဘူးဗျအဲ့တော့တခြားလူတွေမကောင်းဘူးကောင်းတယ်သူတို့ကျွန်တော်မဝေဖန်ဘူးဒါပေမဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုကျွန်တော်ရဲ့ရွေးချယ်မှုဝေဖန်နေတဲ့သူတွေကို negative နဲ့မဝေဖန်မဲနဲ့ကျွန်တော်တို့သိပ္ပံနည်းကြအထောက်အထားနဲ့ပြောပြနိုင်တဲ့အချက်နှစ်ချက်ဆိုဒီအချက်ပဲတော့ကြွတ်သားရဲ့အကျိုးကျေးဇူးတွေကျွန်တော်အများကြီးရှင်းပြလို့ရတယ်ကာဒီ